အခုကြားဖြတ်နေရမြန်မာနိုင်ငံအတွင်းမှာရောက်လာပြီနော်ဟိုရင်တော့လို့နေဆက်မှာမရှိတော့တာမဟုတ်တော့မြန်မာနိုင်ငံအတွင်းကိုဝင်ရောက်ပြီးတော့အုပ်စုလိုက်တွေလိန်နေကြတာပေါ့ဗျာဒါတွေကဟိုရင်တော့နေဆက်မှာနှင်းလိုက်တဲ့ကြားဖြတ်နေရပြင်းတယ်လန်းပြင်းတယ်လန်းနဲ့ဒီမြန်မာနိုင်ငံအတွင်းကိုရောက်လာတယ်လို့ပဲကျွန်တော်တို့ယူဆတယ်ခုနောက်ပိုင်းလိန်တဲ့ကြားဖြတ်ပုံစံမျိုးနဲ့နည်းနည်းလေးတော့မရိုးရှင်းတော့ဘူးဗျာအခုစားကြတော့ तू က only target ပေါ့နော်ဘယ်ဟိုဥတီပြီးတော့လိန်လဲဆိုတော့စီးပွားရေးလုပ်ငန်းရှင်တွေလိန်နေပေါ့ဗျာဒီကတော့ကျွန်တော်ဖုံးရောင်းတယ်ဖုန်းနဲ့ပတ်သက်တဲ့ပစ္စည်းရောင်းကြတယ်ဆိုင်ကယ်တွေအယောင်းဝယ်လုပ်ကြတယ် online ကအယောင်းဝယ်လုပ်တဲ့လူမှန်မြောက်တက်ကတ်ထားဖို့လိန်ကြတယ်ပေါ့နော်အဲ့ဒါမှ तू ကဘယ်လိုမျိုးလိန်တယ်လဲဆိုတော့ကျွန်တော်ပြောပြအောင်မယ်ဥပမာပေါ့ဗျာဟိုဖုန်းတစ်လုံးအယောင်းဝယ်လုပ်မယ်ပေါ့နော်ကျွန်တော်ဖုန်းတယ်ဖွင့်ထားတယ်ပေါ့ကျွန်တော်ဖုန်းတယ်ဖွင့်တာတော့ကျွန်တော်ရှိလူတက်ကနေ Messenger နေလာမိတယ်ပေါ့နော်ဘိုးကြီး 70 Pro မဲ့တစ်ခုရရတယ်ညီလေးဒီရှိအာကိုကြီးတော့သဘောကျတယ်ကျွန်တော်မဖင်ညာလာပြီးလိုက်မယ်နော်ကျွန်တော်အတိအကျလွှတ်လိုက်မယ်မတူလာပြီးလိုက်မယ်သူကအဲ့လိုပြောတယ်ပေါ့နော်မဖင်လည်းကြာကောင်မလေးတက်ကလာပြီးလာပြီးတဲ့ခါကျအဖုံးကိုသူစစ်တယ်စီးတယ်ကြည့်တယ်ပြုတ်တယ်အကုန်လုံး fine တယ်ပေါ့နော်အကုန်လုံးအဆင်ပြေတဲ့ခါကျတော့သူကနေပေါ့အဆင်ပြေတဲ့အကြောင်းပြောတယ်ပေါ့နော်နောက်ကျအချိန်မှာခဏကြည့်နေတယ်ကိုကြီးလည်းသူကြည့်တော့ကြည့်ရွယ်သေးပေါ့ပြောသေးပေါ့ပြီးတော့ခဏဖတ်တော့ကောက်ထွက်သွားထွက်တော့ဟာခမရဘယ်လိုဖြစ်တာလဲပတ်စံနေမချရသေးဘူးထွက်တော့အကောင်မလေးလန့်ခေါ်ရတာပေါ့ညီမလေးပတ်စံမချရသေးဘူးသူကလည်းချေးပြီးရိုက်လောက်တာဟာပြဿနာဘာမှချေရလဲဆိုတော့ဒီမှာပြထားတာသူကလက်မကအစားအကုန်လုံးသူငွေလွှဲထားရဥစားတယ်အကုန်လုံးစပြဒါပေမဲ့ခတ်တာအဲ့ဒီငွေလွှဲထားတဲ့လူကဒီဆိုင်မဟုတ်ဘူးငွေလွှဲထားတဲ့လူကဒီဆိုင်မဟုတ်အဲ့တော့နောက်ဆုံးအကျိုးကြောင့်ဆက်ပြီးမေးကြည့်လိုက်တဲ့ခါကျတော့ဘယ်လိုဖြစ်သွားလဲဆိုတော့သူ့ကိုလည်းမနေ့ကပဲဒီကောင်ကပဲညီမလေး70 Pro မဲ့တစ်လုံးရမယ်နော်ဒီစိနဲ့ရမယ်ညီမလေးအခုဆိုင်ရှိရအခုဆိုင်မှာသွားပြီလိုက်နော်အဆင်ပြေပြီးဆိုရင်အခုရှိကိုဒီဟိုဖုန်းငွေလွှဲလိုက်ဆိုပေါ့ကောင်မလေးကိုလည်းသူကလည်းပြောတာကောင်မလေးကဝယ်မဲ့သူဒီဘက်ကရောင်းမဲ့လူဝယ်မဲ့သူနဲ့ရောင်းတဲ့လူကြားထဲမှာနေပြီးတော့ဒီကြားဖြန့်လှုပ်ရှားသွားတာလှုပ်ရှားသွားတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ကောင်မလေးကလည်းပတ်စံဆုံးရှုံးတာပေါ့ဟိုလူလည်းပတ်စံမရတော့ဘုံမပေးနိုင်ဘူးပေါ့နော်အမှနှုံးတစ်ဖက်စက်တနာကြီးတက်ကြတာပေါ့နော်ကြားရဟိုကောင်းတော့လစ်သွားတယ်မရှိတော့ဒါကဖုံးမှနေမဟုတ်ဘူးနော်ဆန်အောင်လည်းအဲ့လိုလုပ်တယ်ဆန်အောင်လည်းခုအဲ့လိုလုပ်ကြတယ်ဆန်အဲ့200လိုချင်တယ်ကားနဲ့တင်းလား85အိတ်100ယူချင်တယ်တင်းလားအတင်းလာတဲ့ခါကျတော့ဟာလုံးသူကဆန်ရင်လုတ်တဲ့ဟာမှာပိုအောင်အကွက်ကြသည်ဆန်ကိုကြားဖြန့်လုတ်သွားတာပိုအကွက်ကြသည်လူနဲ့အင်အားနဲ့ကိုလုတ်သွားတာတယောက်တည်းတော့မဟုတ်ဘူး5 6ယောက်အဲ့လိုမျိုးစုပြီးတော့လုတ်သွားတာခင်ဗျအဲ့လိုပဲအုတ်တွေကိုလည်းကြားဖြန့်လုတ်တယ်ဟိုရောင်းဝင်လုတ်တဲ့ဥစားကိုလည်းကြားဖြန့်လုတ်တယ်အဲ့ဒါဆိုတော့ဒီကြားဖြန့်နဲ့ပတ်သက်ပြီးတော့ဒီ online မှာပေါ့ဗျာအလုပ်လုပ်တဲ့သူတွေ online မှာလည်းဒီတော့ဟိုတွားပြီးတော့ဒီယုံကြည်မှုနဲ့တယောက်နဲ့တယောက်နဲ့ဒီ contact လေးတစ်ခုနဲ့အလုပ်လုပ်နေတဲ့လူတွေအတွက်သတိထားဖို့တင်တာပေါ့နော်အဲ့လိုလည်းမဟုတ်ဆိုင်ကယ်ဆိုလည်းအဲ့လိုပဲလုပ်ကြတာကျွန်တော်ပြောတဲ့ပုံစံမျိုးပဲအဲ့ဒီလမ်းကြောင်းတွေအတိုင်းပဲသွားကြတာနော်အဲ့ကြောင့်လို့နည်းနည်းလေးသတိလေးထားကြပါဘယ်အရာဦးမှလွတ်လွတ်စပယ်မထားနဲ့ကိုလုံးမယ်ဆိုလို့ရှိရင်ဒီဥစ္စာနဲ့ပတ်သက်ပြီးသိချမှုရှိမရှိကိုအမြဲတမ်းဆန်းစစ်ဆေးပြီးမှသာလုပ်လို့ကြပါကျေးဇူးတင်ပါတယ်ဗျာ